Shun's lunchbox. The name and it well Kumias and Etamin Jailia raw, Wakota Kinley, Tepi Maba, Alia Yadalia, Chuchuli, Potato Jambu, Yada tap your Tesiam Lubabu. Pido Gazoya Jolly got to check it Jambu, Azoya Jolly Tepi Maba, Azoya Jotwe, Chetum you Tama Machine, Chetum you are a conquarao, town in a quala debono, being Dali with Joe Matoko Darkly. ကြော်ပါမယ်ရှင်ဒါကတော့မေမေကြိုက်တာပေါ့နော်ရွှွှွှွှကတော့တိတ်မကြိုက်ပါဘူးကစုံရက်ကတော့မြေကြီးမှာကပ်ပြီးတော့ပေါက်တဲ့အပင်ဖြစ်တဲ့တရားမျိုးရေကို3-4တက်လောက်တခြားလေးစေးရပေါ့နော်အစည်းလိုက်တစ်ခါစေးလိုက်တယ်ပြီးရင်အယိုးနဲ့အရွက်နဲ့ကိုခွဲပြီးတော့တင်ပါမယ်ပြီးရင်3ခါထပ်ပြီးတော့စေးပါမယ်ကိုရကအစုံနဲ့ဟာမဟုတ်မနေဘူးစီရထက်အတော့အစုံရကိုစိမ့်စိမ့်လေးကြော်ရတဲ့လှုပ်ဝက်ချက်ကိုပြပြမယ်ပေါ့နော်အဲ့ဒါတော့မီးပြင်းပြင်းတိုက်ပြီးတော့ကြော်တာပဲဖြစ်ပါတယ်တက်တုံဖြူအောင်လေးနဲ့ပဲကြော်ရတယ်ပေါ့နော်အယူကိုအရင်ထည့်မယ်ပြီးရင်စားနည်းနည်းထည့်မယ်ပြီးရင်ရေနည်းနည်းထည့်ပြီးတော့အယူနူးအောင်အရင်လုပ်ရမယ်ပေါ့နော်ပုံမှန်တော့စားနဲ့ခရူးစီနဲ့အရသာသွင်းနေရှိရပေါ့နော်အခုကတော့ခရူးစီကုန်နေတော့ပဲရည်လေးပဲထည့်လိုက်တယ်အစုံရွက်ကနှက်စီးရတအားများရတဲ့ကြောင့်မို့ပေါ့နော်နှစ်ခါခွဲပြီးတော့ထည့်တယ်အခုဆိုကစုံရွက်ကစိမ့်စိမ့်လေးဖြစ်သွားပြီဒါပေမဲ့ပိုနူးသွားအောင်လို့ရေလေးထည့်ပြီး9မိနစ်လောက်အုပ်ထားလိုက်မယ်ကျမပုံမှန်တော့သမင်းဖြူကြိုက်တာပေါ့နော်ဒါပေမဲ့အမေကသမင်းစီဆန်လေးကျွေးချင်တော့ကိုကနဲ့ကိုခုနအသားတွတ်ထားစီလေးနဲ့စားလေးနဲ့ဆမ်းမြော့နေပြလိုက်တယ်အဲ့လိုမျိုးလေးကိုကျမအမေကပို့ချိတ်တာပါကျမကတော့ကြိုက်မကြိုက်တော့ညနေသမင်းကုန်မကုန်ပြန်ပြီးတော့ review ပြပြမှသိရမှာပေါ့နော်အညချက်စီသမင်းပုံစံလေးပေါ့နော်သမင်းစီဆန်လေးရဲ့ကုတ်သားကင်းလေးအစုံရွက်ကြော်လေးရဲ့နဲ့ဒီနေ့မူချိုသမင်းဘူးလေးရသွားပါပြီရှင်